မိတ်ဆွေများလုံးပဲမင်္ဂလာပါခင်ဗျာ KGK YouTube channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာဒီမှာတော့မိတ်ဆွေတို့ကိုစာရေးဆရာကျော်စိုးကိုရေးသားထားတယ်အနေများလားမုတ်ဆိုးဘွားဆိုတဲ့မုတ်ဆိုးဇလံကောင်းလေးကိုအစဆုံးတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နားဆင်ခန်းစားကြည့်ကြပါအောင်ခင်ဗျာအနေများလားမုတ်ဆိုးဘွားကျွန်ုပ်နေပြီငယ်စဉ်ကပင်ဝါသနာလျှောက်တောပြစ်ခဲ့ရ၌ကျွန်ုပ်ဤတက်ကိုရန်ရှာခဲ့တော်သို့မဟုတ်ကျွန်ုပ်ဟာအနေအပေးရသောသို့မဟုတ်အသက်ဘေးမှတည်တည်ကလေးလွတ်ခဲ့ရသောဖြစ်ပျက်များ၄၅၆ကြိမ်ထက်မကရှိဘူးလေတဲ့။တို့ရတွင်အနန္တောအနန္တ၅ပါး၏ဂုဏ်ကျေးဇူးကြောင့်လက်မရင်ကလေးလွတ်မြောက်ခဲ့ရပေရာထို့သောလွတ်မြောက်ခဲ့ရကြောင်းကိုကျွန်ုပ်၏ဝိထုတို့များတွင်သုံးဖို့များရေးသားခဲ့ဘူးပေတဲ့။လင်းသူစာစရန်၅ပါးကိုငှက်ပြစ်မှုဆိုဟင်းစာအနော်မမဂဇင်းယခုလည်းအသက်ဘေးမှတည်တည်ကလေးလွတ်မြောက်ခဲ့ရပြန်တဲ့အန်ဒီများလာမိုးဆိုးဘွားအဖြစ်ပြက်လေးတစ်ခုကိုအမှန်တိုင်းစာရှုသူများခန်းစားနိုင်ရန်တင်ပြလိုက်ပါတယ်။အဘဦးနဲ့ဦးကျော်တို့ကိုဒီနေ့တင်မှာကျွန်တော်ခေါင်းလျှော်ပေးပြီးတော့ကုသိုလ်ယူပါရစေ။ကျွန်တော်ဒီဘက်ဝင်းမြက်ကကျွန်တော်တို့ထမင်းစားနေရနေတွင်ဝေယဝိဆာလုပ်ပေးနေမှဆိုလာခြင်းဖြစ်တယ်။စကမ်းမှာဝင်းချောင်းမေးတွင်ဝါစကန်လေးဆောက်ပြီးပြောင်နှောနဲ့ဆိုင်မဲကြီးများလေရန်လွန်ခဲ့တဲ့၃ရက်ကရောက်နေကြခြင်းဖြစ်တယ်။ရောက်စားနေကဆက်ကြီးဘူရူဇာမောင်ကိုတာကစခန်းကိုဝိုင်းရှင်းတဲဝိုင်းဆောက်လုပ်ပေးသည်တမကကျွန်တော်တို့အတွက်လွဲသည်များကိုလည်းကူညီပေးတယ်။စခန်းချပြီးနောက်နေ့တွင်အဘနဲ့ကိုကြီးဆက်တောကောင်တို့တွေကနှောတကောင်ကိုလှည့်ခဲ့ပြီး၍ကျွန်တော်တို့စခန်းတွင်တမကတစ်ခုတ်စခန်းမှာဝန်ထမ်းများတစ်ခုတ်သမားများကိုပါဦးဆိုလေးရရှိကြပြီတဲ့။ဝင်ချောင်းမှာမင်းလာမျိုးနယ်စိန်ကလန့်ရွာမှာမြို့ချောင်းရွာကြောက်တကားရိုးဖြက်လန်းနွေရာသီလိုင်းမြောက်ဘက်9မိုင်ခန့်တွင်ရှိပြီးမြောက်မတောင်ကိုစီစဉ်နေစိန်ကလန်မှာမြောက်ဇာမနီကျိုးဝိုင်းနယ်တစ်ထုပ်ကားလန်မှာမိုင်30ကျော်40များပဲခူးရိုးမကြီးကိုဖျက်၍တက်လာရပြီးဝင်းချောင်းရှေ့ဘက်တောင်ကျောဘက်ကိုတက်၍အရှေ့မြောက်ဘက်သို့ကြည့်ပြီးဆိုရင်ရွဲနယ်တမန်ရေဝေးဧရိယာကိုဝေးမှလှမ်းတွေ့ရပေမည်စိန်ကလန်မြို့ချောင်းလမ်းမှာ2000ခုနှစ်ဧပြီလနဲ့မေလတွင်နိုင်ငံတော်ကြီးကဲဖြစ်သောဗိုလ်ချုပ်မှုကြီးတန်းရွှေရဲ့တာဝန်ပေးချက်အရတစ်တော်ရေးရဝန်ကြီးဌာနဝန်ကြီးကြီးကျယ်လမ်းညွှန်ချက်ဖြင့်ပဲခူးတိုင်းရှေ့ချမ်းနှင့်အနောက်ချမ်းရှိတစ်တိုက်လမ်းတစ်ထုပ်လမ်းများကိုနှီးဆုံးဖြတ်၍ဆက်သွယ်ကတကြောင်ထိုးဖောက်လုပ်ခဲ့တယ်။အုပ်ဖို့မျိုးနယ်ရှိနတ်စင်တော်နှစ်ကြစိန်တောင်တက်အစင်းလမ်းပိုင်းများမြန်မာချင်းချောင်းကူးများပြခြင်းကြောင့်လမ်းဦးကြောင်ထပ်မံရွေးချယ်က2000ခုနှစ်အောက်တိုဘာလမှ2002ခုနှစ်မေလထိလမ်းဦးကြောင်ကိုပုံမကောင်းမွန်ရာဖောက်လုပ်ခဲ့တယ်။အချို့လမ်းပိုင်းများပေ30ကျင်းနဲ့ Grande 800ခန့်ထိရောက်ဆောင်ရွက်ခဲ့ရပြီးခီးကွာဝေး82မိုင်6ပါလုံးကွာဝေးလေတယ်။2002ခုနှစ်အောက်တိုဘာလမှ2003ခုနှစ်မေလထိလက်ရှိတည်ပြုထားသောလမ်းဦးကြောင်ဖြစ်သောဗန်းပွေကုန်းခါချင်းတောင်ရိုးမတောင်ကျောကိုဖျက်၍ဇာမနီချောင်းတီလမ်းကြောင်းတစ်ကိုပြောင်းလဲဖောက်လုပ်ခဲ့ရာမူလလမ်းဦးကြောင်ထက်17မိုင်4ပါလုံးတိုး၍လမ်းရှည်80မိုင်2ပါလုံးဖြစ်သွားခဲ့ပေတယ်။ထိုနေရာဒီရိုးဖြက်လန်းတွင်ဆောက်လုပ်ပြီးတသားသားများ Grande 800ခန့်တော့မချနိုင်သေးတဲ့နေရာများချောင်းကူတရာမဆောက်လုပ်သေးရသောနေရာချို့လည်းရှိပေသေးရာတတော်ရေးဝန်ကြီးဌာနမြန်မာတစ်လုပ်ငန်းတစ်ထုတ်လုပ်ရေးဌာန၏မြို့ချောင်းစိတ်ကလန့်ရိုးမဖြတ်ကျော်လန်းပြုပြင်ဖောက်လုပ်ခြင်းချင်းနေမြေပုံညွှန်းပါလက်ကမ်းစာဆောင်တွင်လေ့လာနိုင်ပါတယ်။ထိုလမ်းလျှောက်ပေါ်တွင်အမြင့်ဆုံးတောင်မှခါကျင်တောင်ဖြစ်က1385ပေမြင့်နဲ့ထိုတောင်ထိပ်တွင်ဗျူးပွိုင်းတစ်ခုပြုလုပ်ခါရှုခင်းလာကိုကြည်နိုင်ပေတယ်။ကျွန်တော်တို့ဖွဲ့မှာတကူလာတကြံပြီးမြန်မာနှစ်စန်း2ရက်နေ့နဲ့ရန်ကုန်မှထွက်ခဲ့ပြီးထိုနေ့တွင်ပင်စခန်းချရာဝင်းတောင်ချောင်းကိုရောက်ကားပြီးတက်ခဲ့ခြင်းဖြစ်ပေတယ်။နှစ်ကူပြီးစားမှုဝင်းမြစ်ကကုသိုလ်လိုခြင်းတွေရပုံရတယ်ထို့ကြောင့်ကျွန်တော်ကပင်အေးခေါင်းလျှော်ကုသိုလ်လုပ်ခြင်းလေလုပ်ပေါ့ကွာဒါနဲ့မင်းကဘာခေါင်းလျှော်ရီထုတ်ပါလာတာလေပြီးတော့ခေါင်းလျှော်ရင်ဘာကိုအရင်လျှော်ပြီးငါနဲ့ကြော်ကြော်လဲမင်းနဲ့ဝိုင်းကူပြီးတော့ကုသိုလ်ယူမယ်ခေါင်းလျှော်ရီထုတ်တော့မပါလာပါဘူးရဲ့ဒါပေမဲ့တောထဲမှာတရော်ပင်နဲ့ကမုန်းပင်တွေ့ထားတယ်တရော်ကမုန်းနဲ့ရိုးရတိုင်းလျှော်ပေးမယ်အေးကောင်းတယ်မင်းတွေ့ထားတာပင်တရော်လားຫນွေတရော်လားကျွန်တော်တို့ရောက်ရှိနေရာတောဆိုအမြဲစိန်တောမျိုးတွင်ຫນွေတရော်ကပင်တရော်ပါပေါက်ရောက်တတ်တယ်အိန္ဒိယတွင်တရော်အကြောင်းကိုဘူးသူသားဖြစ်နေငယ်ဖော်ပြပြီးလိုပါတယ်ຫນွေတရော်မှာ TV တွင်မကြာခဏလာနေတဲ့
ရွှေတရောခေါင်းလျှော်ကြညာတွင်ထရမူကစနီတုံးပေါ်တွင်ခုတ်ပြရင်တရောချောင်းကိုဖျက်ရဒုက္ခကမုန်းသည်ပြောရတဲ့ဒုက္ခဆိုတဲ့ပြောနဲ့ပြကွက်ပါတရောချောင်းများမှာຫນွယ်တရောများဖြစ်ပြီးချွဲတတ်ရှိတဲ့တနည်းအားဖြင့်ຫນွယ်ပင်ဖြစ်တဲ့ပင်တရောမှာမျိုးနယ်လူများစုမတွေ့မြင်မှုသောအပင်တစ်မျိုးຫນွယ်ပင်မဟုတ်ဖြစ်ကရှော်ပင်ကဲ့သို့ပင်ကိုခုတ်ပြက်ကအခောက်ကိုအလျားလိုက်ခွာယူရတယ်ထိုခောက်မှာအချွဲတတ်ရှိပြီးຫນွယ်တရောထက်တန်ကပန်းရောင်စင်ရှိပေတယ်အခောက်မေးပါကလေးကိုဓာပြချ၍တန်းစင်ပြီးထူထောင်းကမုန်းသည်ပြုတ်ရင်းနဲ့ရောလိုက်လင်ပန်းနုရောင်လှပသည့်ခေါင်းလျှော်ရည်ကိုရလေတယ်ထိုပင်တရောမျိုးမှရှားပါ၍တောနေလူများစုပင်မသိကြပဲတစ်ခုတ်ဝါခုတ်ဒေါက်တာလေးရှိသူများသာသိကြလေတယ်ထိုသိရှိသူများတဲ့တွင်ကျွန်တော်၏တပည့်ဝင်းမြင့်လဲပါလေတယ်ကျွန်တော်ခုနတင်ရသွားရင်လက်ကောက်ဝဲလောက်ပင်တရောနဲ့ကမုန်းသည်တွေကျွနေတဲ့ကမုန်းပင်တွေ့ထားတယ်ဦးဒါဆိုရင်တော့ကောင်းတာပေါ့ကွာကျွန်တော်တို့ဆရာတပည့်ပြောဆိုနေပုံကိုနားထောင်နေတော့အဘကဝင်၍ခမရဘာကောင်းတာလဲကျုပ်ကတော့ခေါင်းလျှော်ရင်အမွှေးတန်တာမပါဘဲနဲ့ခေါင်းလျှော်ရင်မျိုးကိုမကြိုက်ဘူးဗျအဘခက်တီတီပြနောက်လေတယ်ကျွန်တော်ကလည်းအားကြမခံမင်းရပါတယ်ဗျအဘစိတ်ကြိုက်ဖြစ်စေရမယ်စပယ်နဲ့ပါရင်ကအဘကြိုက်မယ်မဟုတ်လားကြိုက်တယ်ဗျကျွန်တော်ထို့သောတာဝန်ခံနိုင်ခြင်းမှာအကြောင်းရှိတယ်ကျွန်တော်တို့ကားပြတက်လာစဉ်ကဝင်ဆောင်ကိုမရောက်မီတပါလုံးများလို့တထုပ်လမ်းဘေးရိပ်ပင်များအတွင်ပွင့်နေသောဒေါ်စပယ်ယုံကြီးကိုတွေ့ထားပြီးဖြစ်တယ်ထို့ကြောင့်ကျွန်တော်ကဝင်းမြင့်မင်းပင်တရောခုတ်ကမုန်းသည်ပြုတ်ပြီးလို့ခေါင်းလျှော်လုပ်ပြီးရင်ကားလန်နဘေးကဒေါ်စပယ်ယုံမှာဒေါ်စပယ်ပန်းတွေသွားခူးတာဟေးငါလည်းအပန်းနဲ့အားကြမခံအနမ်းပါတဲ့ခေါင်းလျှော်ကြီးပဲရှော့မင်းဒါပေမဲ့စပယ်ပန်းနဲ့တော့မဟုတ်ဘူးကျွန်တော်ဤပြောကြောင်ဘာမှထမင်းစားနေရမှာမျိုးလုံးလန့်ကြည့်ပြီးခမရဘာရှေးပြီးဘာနဲ့မှလုံးမလို့လဲကျွန်တော်ကတည်တည်နဲ့နဲ့လေးဘာတည်တည်နဲ့လဲဗျတော်တော်ကြီးကျယ်တဲ့လူဆိုလေဟာကျွန်တော်ကချောင်းတစ်ဖက်ရေသပန်းတင်ကြီးကိုလည်းညှိုးထိုးပြရပြီးဟောဟိုရေသပန်းသီးနှံလေးကျွန်တော်ပြောကြောင်ဘာကြော်ဝင်းမြင့်ကိုကြီးဆက်ကြော်လွင်တက်ခုတ်သမားစောကနတ်တို့ကတပြိုင်တည်းကြည့်လိုက်ကြရာရေသပန်းသီးမဲ့များပင်စီတွင်တွဲလဲသီးနေတဲ့ရေသပန်းပင်ကြီးကိုတွေ့ကြရလေလေနေလေသာစားပြီးဘာနဲ့ကျွန်တော်တို့ပခတ်တယောက်တစ်ခုစီပြီးဝင်ချောင်းတစ်ပေရိပ်ရရဝါပင်တွင်ပခတ်ချီကအိတ်ကြလေရာဝင်းမြင့်မှာပင်တရောခုတ်၍အခောက်ခွာခြင်းအမေးပါတန်းစင်၍ထူထောင်ခြင်းကမုန်းသည်ပြုတ်ခြင်းစပယ်ပန်းနှင့်ရေသပန်းသည်မဲ့ခူးခြင်းတို့ဖြင့်အလုရှုပ်၍နေတော်တယ်ညနေ၄နာရီခန့်တွင်ကျွန်တော်တို့ပါအိယာမှနိုးလာသောအခါတွင်ဝင်းမြတ်ကဦးကမုန်းသည်ပြုတ်၍နဲ့တရောတော့ရောပြီးသွားပြီစပယ်ပန်းတွေနဲ့ရေသပန်းသည်မဲ့တွေနဲ့ဘယ်လိုရောရမလဲဟေးအရန်သွားမျိုးနဲ့ခေါင်းလျှော်ရီကိုနှစ်ခွက်ခွဲလိုက်အဘအတွက်စပယ်ပန်းရမ်းရအောင်ထည့်ရမယ်ဒါပေမဲ့စပယ်ပန်းတွေကိုခြေမထည့်ရဘူးခြေထည့်ရင်ရောပြီးတော့နမ်းမရတော့ဘူးအဘကိုခေါင်းလျှော်ပေးကနေတော့မှစပယ်ပန်းကလေးတွေရဲ့ပွင့်ခွက်ကလေးတွေကိုများများခြေထည့်နားလိုက်ပြီလားဟုတ်ကဲ့ဦးဥလျှော်မဲ့ရေသပန်းသီးနဲ့ကရောအဲ့လိုလုပ်ရမှာလားမဟုတ်ဘူးကွအဲ့လိုလုပ်ရေသပန်းသီးမဲ့ကအဲ့ထက်မှာပိုးကောင်တွေအစံမုံနေနေဆိုတော့အမိုက်တွေဖြစ်ကုန်လိမ့်မယ်ဒါဆိုရင်ဘယ်လိုလုပ်မှာလဲဦးဟေးဒံဟိုးတစ်လုံးယူရေသပန်းသီးမဲ့တွေကိုလေးစိတ်ခွဲပြီးတော့ထည့်များများထည့်ပြီးတော့ရေနေနဲ့ထည့်ပေါင်းခံပြီးပြုတ်စူလာရင်အငွေ့ပြန်လာလို့ဒံဟိုးဘုတ်မှာကတ်လာတဲ့ပေါင်းရည်ကိုတခြားစလုံးတစ်ခုနဲ့ခံတာပြီးရင်ပြုတ်အဖက်တွေကိုတွန်ပြစ်နောက်တိုးတယ်သုံးဦးတယ်ပြီးရတဲ့ပေါင်းရည်ကိုငါလျှော်မယ်ခေါင်းလျှော်ရည်တွေကိုခေါင်းလျှော်ကနေမှထက်ကျွန်တော်စီစဉ်နေသည်ကိုဘာကနားထောင်ရင်ပြုံပြုံကြီးလောက်ခါသဘောကျရနေတယ်ညနေ9နာရီတွင်မှကျွန်တော်ကြော်နဲ့ဝင်းမြက်ကအဘစပယ်ပန်းနံပါတရောကမုန်းခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ပြီးကကုသိုလ်ယူကြတဲ့ကဲ့သို့ကျွန်တော်ကိုယ်တိုင်မှလည်းရေတပန်းသီးမဲ့နံပါတဲ့တရောကမုန်းခေါင်းလျှော်ရည်ပြီးဝင်းမြင့်ခေါင်းလျှော်ကုသိုလ်ယူမှုကိုခံရလေတယ်ကြော်ကမှုဘာကြီးတောစပယ်နံပါခေါင်းလျှော်ရည်ပြီးတစ်ချိန်ခေါင်းလျှော်ခံလေတယ်မြမနီးမြမဟန်ရိုးရတရောကမုန်းခေါင်းလျှော်ရည်ပြီးမြမနဲ့ဆန်းတွင်ခေါင်းလျှော်ကြလျာခေါင်းလျှော်သူခေါင်းလျှော်ပြီး၍ကုသိုလ်ယူသူနှုတ်နှစ်ဖက်စလုံးမှာစက်သေးမင်္ဂလာရှိသောနှစ်သက်ဖြစ်၍သွားလေတော့တယ်။အော်ကောင်းလေစွာကောင်းလေစွာကောင်းလေစွာသာဓုသာဓုသာဓုနောက်တစ်နေ့ကျွန်တော်ကြော်လွင်နဲ့စောကနတ်တို့သုံးနှောလိုက်ရန်ထွက်လာသောအခါနနက်6နာရီခွဲသာရှိသေးတယ်။ကြော်ကြီးစီစဉ်ပေးမှုကြောင့်ထမင်းကျော်ကော်ပီမြစ်တို့စားတော့ပြီးသေးတာမကနေလေစာကျွန်တော်တို့ထမင်းဘူးကြော်လွင်နဲ့စောကနတ်တို့ထမင်းတို့ဖြစ်လေတယ်။ကျွန်တော်ဤကြော်ဝဲတွင်ကျွန်တော်ဤတပူးပါထည့်လာခဲ့ပြီရာတနေ့အတွက်ပြောင်းလဲခီးစပြီဖြစ်တယ်။ရိုးလေတော်ကြီးတွင်မှတထုတ်လို့ရေတစ်ခုသမားစောကနတ်မှာကရင်လူမျိုးပြီးဂင်တိုတို့ဘလကောင်းအောင်ပြေတော်ကျွမ်းသူဖြစ်ပေတယ်။သူဤလမ်းပြမှုဖြင့်ဝင်းချောင်းရှိဘက်ကားလမ်းဟောင်းများမှာတရှိုးဝင်တရောင်တက်
တမြောင်ကိုဆင်းခြေကင်းသားရကို၍အချိန်ကို၎င်းပေးပဲနှင်းနှင်းမှန်မှန်ထွက်လာခဲ့ရာအရှိမမြောက်ဘက်သို့ပတ်တောင်တက်ကိုကျော်လာသောခါရမူရိုးမာမြင့်ထိပ်ကိုရောက်ခဲ့တယ်။စကန်မထွက်စာအေးတက်ကလေးနဲ့နှင်းငွေများရှိနေသေးတော့လေရှင်နိုင်ကန်ရောက်သောအခါအေးတက်လည်းကုန်နှင်းငွေများလည်းပြောင်းနေဘူးရှင်ကလည်းနေရာတိုင်းကိုထိုးဖောက်လာပြီးမို့ချွေးများတစ်ပေါက်ပေါက်ကြားခဲ့ရပြီထို့ကြောင့်ကျွန်တော်ကကနဲ့ဒီတောင်ထိပ်မှာနားကြအောင်ဆိုကွာအတော်မောလာပြီကွာဟုတ်ကဲ့ဆရာကနကပြောဆိုဆိုတပင်ရိပ်ကြောက်တုံးနီးကိုဝင်ရွေးရက်လိုက်ပြီးကျွန်ုပ်ထိုင်ရန်ကြောက်တုံးပေါ်တွင်ဖုံခွာရေးပေးသည်ဝင်ရွေးထိုင်လိုက်ရတယ်ကျော်လွင်လည်းကျွန်တော်၏ကြောပွေးကိုဖြုတ်ကာချလိုက်ပြီးနောက်တပင်ရိပ်တွင်ဝင်ရွေးထိုင်လိုက်လေတယ်တကူလာနှစ်သိကူပြီးမို့ပူရှင်ကမြင်မာလျက်ရှိတယ်ရောက်နေသည့်နေရာမှာလည်းကြောက်တုံးကြောက်ခဲထူရာတောင်ထိပ်မို့အပင်များကျိုးတို့ကျဲရတာပေါက်တယ်ထိုနေရာမှာအရှိမြောက်ကိုလမ်းမြော်ကြည့်သောအခါအဝေး10 မိုင်ခန့်မှရေပြင်တစ်ခုကိုတွေ့ရလေရာကျွန်တော်ကကနဲ့ဟိုးရေပြင်ကပါလဲကွအဲ့ဒါရဲနွယ်ရေလောင်တမန်လေးရေဝဲဧရိယာပေါ့ဟောဟုတ်လားရဲနွယ်တောင်နီးနေပါဘောလားကျော်လွင်ကကျွန်တော်ရောက်နေတဲ့နေရာကမြင်းလို့မြင်ရတာဆရာအနည်းဆုံး10 မိုင်တော့ရှိမယ်ဒါပေမဲ့ဖြတ်သွားမယ်ဆိုရင်တောင်စင်းတောင်တက်ကလမ်းမရှိဘူးတော်ရိုးသွားရင်တရက်နဲ့တော့မရောက်နိုင်ဘူးဆရာသူပြောသည်မှာမှန်ပေမည်ကျွန်တော်တို့ရောက်ရှိနေသည်မှာဂျောထိပ်ဖြစ်ရသောလှမ်းမြင်ရတော့လေဂျောထိပ်မှာဆင်းဆင်းမြင်တွေ့ရသောတောင်တန်းတောင်ထက်များကမဝေးလားထင်ရပြီမည်အမြင်နည်းလေးရဲ့ခီးဝေးသည့်တောင်များကခြားနာနေသေးတယ်ကနကကိုကျော်လင်းဟိုမှာကြည့်စမ်းစကားပြောနေရင်ကျွန်တော်တို့နောက်ခိုင်းနေရဘက်ကိုကနကလည်းညှိုးထိုးရပြောလိုက်သည်ဖြင့်ကျော်လင်းကကျွန်တော်ပါလက်ကြည့်လိုက်မိတယ်တစုံတစ်ခုကိုတွေ့ရတယ်ထို့ကြောင့်ကျော်လင်းနားကိုသွားရေးချင်းညက်ဖက်နှက်ချွတ်ကခြေမဖြစ်ထိုးကြည့်ပြီးအေးတော့အေးနေပြီဆရာဟိုမှာလဲ3-4ပုံရှိတော့ညဒီကောင်လေးဒီတောင်ထိပ်မှာလင်းရင်းခံရင်အိတ်သွားတာဒီမနက်မှထားသွားတာဖြစ်မယ်လိုက်ကြရအောင်ဆရာဒီကောင်လေးမှီနိုင်နေဆရာမောပြေပြီမို့လားကျွန်တော်ကအေးလိုက်ကြတာပေါ့ကွာပြောဆိုဆိုထောင်းထားတဲ့ point 385မကနန်ရိုင်ဖယ်ကိုဆွဲယူထားလိုက်တယ်ကျွန်တော်တို့တွေ့ရသည်မှာဆိုင်ချေးပုံတင်များနှွေးခေါင်းခေါင်းကြောက်တုံးကြောက်ခဲများပေါ်များရရက်မို့ဆိုင်ဦးချီယာကမထင်းသို့တော့မူလရှိရာကြောက်ခဲလေးများနေရာရွေ့သွားပုံတောင်ကပန်းတွင်ဆိုင်ချီယာ၏ခွာပြားရလေးများနှင့်တားကောင်ခိုးနိုင်သည့်တောနေတာကိုကြည့်၍လိုက်ခဲ့ရပြီတဲ့တောမှာကျုံးပင်များရင်းတိုင်းဘင်းကပြင်းကလေးပင်များဂျိုကျဲသာပေါက်သဖြင့်အမြင်ရှင်းနေတရောင်ကျော်လာသောအခါချီယာမှာတောင်ကပန်းကိုပတ်၍စောက်တွင်ကိုဆင်းနေသို့သောချီယာမှာစိတ်နေသည်ကိုကြည်ချင်းအဖြစ်ဖြည်းဖြည်းသာသွားပုံရတယ်အကောင်မှာ3-4 ကောင်သာရှိပြီမည်တနေရာတောင်ကပန်းပြန့်ကလေးကိုအတက်တွင်ကျော်လွင်ကကျွန်တော်တို့ဘက်ကိုလက်ကပြပြီးရက်ခိုင်းတယ်ပြီးနောက်သူကိုယ်တိုင်လူတစ်ဖက်ခန့်ရှိအပင်ကြီးတစ်ပင်စီကိုပြေးကပ်လိုက်တယ်ကျွန်တော်နဲ့မူ10 ပေခန့်ရှိပြီမည်ကျွန်တော်ကလည်းမကနန်ရိုင်ဖယ်ကိုလွှဲထားရမှာဖြုတ်ကဘိုးထက်ဝက်မှာအပြည့်ထိုးမောင်းတင်လိုက်ပြီးအသင့်ပြင်ထားတယ်ကျော်လွင်မှာအပင်ရင်မှာဆိုင်ချီးပုံတရားချီမပြေးထိုးကြည့်ပြီးလေတံဖြစ်အပူကြီးရှိသေးတယ်သတိထားတားကောင်းစရာနီးနေပြီစကားဆုံးပြီးနောက်ကျော်လွင်ကတပင့်ကွယ်မှာခေါင်းပြူ၍သေချာကြည့်တယ်ဘာမှတွေ့ဝုံပေါ်ပါကြည်ရသည်မှာတပင်များခက်စိတ်စိတ်နဲ့မြင်ဝါပင်နှင်းငယ်လည်းရှိနေတယ်ကျော်လွင်ကြည့်ရသည်မှာအားများ၍တင်တပင်ကွယ်ရမှာလူကတလန်းများထွက်လိုက်စဉ်ဖောင်းရွှီဖြုံကျွန်တော်ကအတန်ထွက်လိုက်ရာကိုတနတ်ထိုးချင်လိုက်စဉ်တွေ့ပါပြီဆိုင်သုံးကောင်မှာအမင်းများကိုတန်းလျက်ကွက်လက်မှတောင်နှမောင်းကိုပြေးတဲ့ကျွန်တော်ကထိုးချိန်လိုက်တယ်ဆရာဆိုင်တွေကျော်လွင်ကဆိုင်များပြေးရကိုလက်ညှိုးထိုး၍ကျွန်တော်ကပြောလိုက်ရသူ၏ရာလက်ကကျွန်တော်၏တနတ်ပြောင်းဝရှိတွင်ရောက်လာတယ်ကျွန်တော်ကတနတ်ခလုတ်ကိုမဖြုတ်ပြသူကလည်းလှည့်ကြည့်ကျွန်တော်တနတ်ပြောင်းတန်းထားသည်ကိုတွေ့သည်လက်ကိုယုံလိုက်တယ်သို့တော့နောက်ကျသွားကြပြီနောက်ဆုံးမှပြေးလိုက်သွားတော့ဆိုင်ပေါက်ကြီးဆိုင်ကြီးကတောင်နှမောင်းကိုကြော်လိုက်ရာကျွန်တော်ခလုတ်ဖြုတ်ခဲ့လည်းမမီတော့နောက်ကျသွားပြီကြည်လဲဆုံးတော်လဲညံတားကောင်လဲလန်ဖြစ်တော်မီထို့ကြောင့်ကျွန်တော်ဘာမှမတတ်နိုင်တော့သွားပါစေပေါ့ဆိုင်အုပ်ကိုဆက်လိုက်ခဲ့တော့လည်းမမီတော့ထို့ကြောင့်တောလုံးသွားရင်ပြန်လဲလာခြင်းတွင်နနက်10 နာရီရှိပြီတက်လိုက်ရသည့်တောင်ဆင်းလိုက်ရသည့်ကြောင့်ဆိုင်အုပ်လည်းပြောက်အပြန်လဲနောက်ကျပြီတော့မီသို့တော့ကျော်လွင်ကဆွဲမလျှော်ပြီဆရာအားမငယ်ပါနဲ့ဒီရှိုးမှာရေရှိတယ်ဆရာမျက်နှာလေးပါလေးတစ်ပြီးခက်တာနာပါကျွန်တော်တို့နောက်ဖက်ကျော်ကိုကြော်လိုက်ရင်စိန်တော်တေးဝါရဲ့ကောင်းရတော့ကိုဖျက်ရမယ်သူ့လိုနေဘူးလာရင်ပြောင်းဦးကစိန်တော်မှာခိုးတတ်တယ်
အဲ့ဒီဝင်လေတာပေါ့သူပြောသည်မှမှန်မိတယ်ရေစမ်းတွင်နားပြီးဂျောတစ်ခုကိုကြော်သောအခါမှာတော့စိန်တော်ကိုဝင်ရလေရာတင်းနှင့်စတောင်းဝါပင်များအရေးကောင်းရာဖန်ကားပင်ဖြူပင်တန်သက်ပင်ကြီးများဖြင့်အေးဆေး၍လာတယ်ထိုတော်တွင်နိုင်ဝဲများဝင်သောအခါတစ်ထုပ်ကားလန်ဟောင်းကိုရောက်တဲ့ထိုမှာစကန်ဘက်ကိုပြန်လဲဥတီလာသောအခါဟောတွေ့ပါပြီကားလန်ဟောင်းနှင့်ဖြတ်သွားသောပြောင်ကြီးတစ်ကောင်၏ခြေရသည်ခြေရကြီးခြင်းတကောင်လည်းဖြစ်ခြင်းကိုကြည်ရဖြင့်တင်းခွဲပြောင်သို့မဟုတ်တင်းခွဲနှောတစ်ကောင်သာဖြစ်ရပြီမည်ကျွန်တော်မှာကုန်ခန်းသွားတဲ့အားများပြန်တက်လာသည်ဟုထင်ရတယ်တင်းခွဲကြီးတစ်ကောင်နောက်ကိုလိုက်ရမည်မှာအနေတော့ရှိတတ်တယ်တတိရှိအင်အားကြီးဥကြိုထက်၍ဒေါ်ကျွမ်းသောတင်းခွဲကြီးမျိုးမှာဘာကိုမှယူမဆိုင်ဒေါ်စင်ကိုပင်ခမတ်မိုက်ပြန်တိုက်တက်သဖြင့်ခီးသောမြတ်အေးစီစီသာသူ့သွားလို့ရကိုလှဲ့လေတတ်တယ်အေးစေးပဲသဘောကျွန်တော်ကလည်းအကောင်ကြီးလျင်ဥကြိုကြီးမီသူအေးစေးလျင်ကျွန်တော်မနေပဲမြင်မြန်လိုက်ကမိမီသို့ဆိုလျင်ယနေ့တောလျာကျိုးနှက်မီကဲလိုက်စမ်းပြောင်းလာနှောလာကျော်လွင်ကရှေ့ကျွန်တော်ကလည်းကနက်ကနောက်၃ယောက်သာကားလမ်းဟောင်းကိုဖျက်တော့၍ခြေရတိုင်းလိုက်ခဲ့ရာ9မိနစ်ခန့်များမကြာမီမှတ်တောရင်ကြီးများကကျွန်တော်တို့၏မျက်နှာနေရွက်နာတွင်အော်ရင်လာ၍နားနေသည်ကိုတွေ့ရတယ်အမဲပြေမို့ဆိုးဖို့မှတ်များမှာမိတ်ဆွေများဖြစ်တယ်တားကောင်ကြီးနောက်ကိုမြဲလိုက်၍သွေးဆုပ်တတ်သဖြင့်မှတ်များမုတ်ဆိုးစီလာနာလျင်တားကောင်နှင့်အလွန်နီးနေပြီသတိထားသောလက်ဦးမှုယူတော့မျက်စိနဲ့နာလှင်နာထားတော့သတိပေးရရောက်တယ်ထို့ပြင်သာမကလေတင်လျောက်ရွေတော့ထို့သူပြောခြင်းလည်းဖြစ်ပေတယ်ဖတ်ကျော်လွင်ကမှတ်တကောင်ကိုရလိုက်ကလက်မနဲ့လက်ညှိုးကြားတွင်ဖြစ်ကြည့်လိုက်ရာသွေးများဖြန်းကနေထွက်လာကလက်တွင်ပေးသွားတယ်ထိုသွေးကိုနမ်းကြည့်ပြီးနောက်အမဲသွေးစရာဒီကောင်နားမှနေရှိပြီဆရာလက်မနှီးနဲ့နော်ကျော်လွင်ကလေတံဖြစ်ပြောတယ်ကျွန်တော်ကခေါင်းချိတ်ပြလိုက်ပြီးကနက်အားလှည့်ကြည့်လိုက်ရာကျွန်တော်နောက်တွင်ပေ20မြကွာနေသဖြင့်အမြန်လာရန်လက်ရက်ခေါ်လိုက်ရတယ်သို့သောကနက်မှာတွန်းစောဖြည့်ဖြည်းဖြည်းသာလာတယ်ကျွန်တော်တနက်အစင်းသင်းဖြစ်သောအခါကျော်လွင်မှာနေရာမလက်ကြည့်ကတလန်းချင်းစားထွက်ပြီးပြီ7မိနစ်ခန့်သွားပြီးသောအခါကနက်ကတနေရာကိုလက်ညှိုးထိုးပြတယ်အကောင်မဟုတ်ကားလမ်းဝင်၍တစ်ဆွဲရန်တစ်ပုံဒီကွက်လက်ကလေးအမြင်ရှင်းနေရသားတယ်ကျွန်တော်တို့မှာမြောင်လေးနှကန်းဝါတော့တွင်သွားနေရမှာဖြစ်၍လက်ရပါရှိထိုကွက်လက်ကလေးကိုကနက်မှာရှေ့မှဂျုံတိုး၍ထွက်လိုက်တယ်ကျွန်တော်ကလည်းကနက်နောက်မှလိုက်သွားရာကျော်လွင်ဝါတော့တွင်ကြံခဲ့တယ်အတန်ကအရှိဘက်မှကြာရ၍ကနက်နဲ့ကျွန်တော်ဗျိုင်းတူထမ်းချလိုက်တယ်ထို့တော့ကျွန်တော်ကကျော်လွင်အားပြန်လှည့်ကြည့်လိုက်ရာကျော်လွင်မှာငုတ်တုထိုင်လျက်မှာကျွန်တော်ကလက်ရက်ခေါ်လျက်တနေရာကိုလက်ညှိုးထိုးပြနေပြီသူလက်ညှိုးထိုးရကိုကြည့်လိုက်ရာကျွန်တော်ဘာမှမမြင်ဝါပင်ပေါက်များခံနေတယ်ဘာကိုများပြနေတာပါလေတားကောင်ပဲဖြစ်ရမည်ကျော်လွင်ကထက်မှန်လက်ရက်ခေါ်ပြန်ရာကျွန်တော်ကသူ့ထံကိုခြေပြားထောက်၍9လမ်း6လမ်းမြောက်သွားပြီးငုတ်တုထိုင်လိုက်ကသူပြရာကိုကြည့်ရတယ်တွေ့ပါပြီကျွန်တော်တို့လာခဲ့သည့်လမ်းဘက်ကိုမြောင်လေးတိုင်းဘေးတိုင်းနေထားပြီးသွားနေတော့တာကောင်ကြီးဦးကျိုရင်လိမ္မော်နုရောင်ဦးကျိုပြမဲနေ၍ပေါင်ရင်ဝမ်းပိုက်တွင်လိမ္မော်ရင်ရောင်ရှိပြီးမဲနဲ့တော့နှောကြီးအရက်6ပေခန့်တကောင်နဲ့ကြီးကျွန်တော်ကတနက်အားထိုးချိန်လိုက်တယ်နှောကြီးမှာမြောင်ကလေးနှခမ်းတိုင်းသွားနေရမှာမြောင်ကလေးရဖြတ်ကူရန်မြောက်ဘက်သို့ခတ်ဆိုင်လှည့်လိုက်တယ်ကျွန်တော်တို့မှာတောင်ပေါ်မှာဖြစ်၍နောက်ပိုင်းကိုတွေ့ရပြီးဆောင်းနေထားပြီးတလန်းချင်းသွားနေတယ်။ဈာတွင်ဂုံးကမှုလေးခံနေ၍ထိုနေထားတိုင်းပြစ်လင်ပြစ်မပြစ်လင်ဂုံးလေးနှင့်ကွဲသွားပြီမည်။တစ်ချက်တည်းပြစ်ချက်ကောင်းထနိုင်သည့်အနေထားမှုသို့သောကျွန်ုပ်ချက်ချင်းဆုံးဖြတ်ကနှော်ကြီးနောက်ပိုင်းမှာဝဲပဲကြနန်ယိုအဆုံးလောက်စီကိုလှမ်းချလိုက်တယ်။ပြစ်ကွင်းလဲမိဖြောင်ကြီးကလည်းရှေ့သို့လမ်းရှေ့သို့ဆုံ၍ဒိုင်းပွိုင်း385မကနန်ရိုင်ဖယ်ကြီးကြည်ထိပ်ဘူးမှာကပြစ်မှတ်ချိန်ခွင်းကိုတက်မက်စွာထိလေရာနော်ကြီးဟာတွန်းလဲလိုက်တဲ့ကဲ့သို့ဖြစ်သွားပြီးမြောင်နှခမ်းတွင်လဲသွားစေတယ်နော်ကြီးခြေလက်များရက်လိုက်မှုကြောင့်ဘူရိုစာကြီးမြေတူးနေတဲ့ကဲ့သို့ဖုံလုံးများထသွားသည်ကိုသာလှမ်းမြင်ရတယ်ကျွန်တော်ကရိုင်ဖယ်ကမေးတင်လိုက်ပြီးအကောင်လဲရကိုမြင်နိုင်ရန်တောင်ကုန်းလေးရပြစ်တက်လိုက်ရာနော်ကြီးလဲနေရာတွင်နော်ကြီးကမရှိတော့ဖုံလုံးများကြားမှာမြောင်တစ်ဖက်ကိုကူးကထွက်ပြေးခဲ့လေပြီကျော်လွင်မှာတကယ်အားကိုးရသည့်အမဲကြီးပြည့်မုတ်ဆိုးလမ်းပြဖြစ်တယ်။တော့မှစိန်တော်ဖြစ်၍အောက်ခြေရှင်တယ်။သို့တော့ဝါပင်များကရှိနေတဲ့ပြေကျော်လွင်မှာဝမ်းလျာမောက်ချလိုက်ခါနှောကြီး6ထောက်များလက်ကြီးကနော်ဘယ်ကိုပြေးသည်ကိုသိလေတယ်။ကိုလုံးမှမူဝ
ဝါပင်များခံနေ၍အတန်နားထောင်ကခြေထောက်ကိုကြည့်ရခြင်းဖြစ်ပေတယ်ဆရာလာဒီကောင်အနောက်ဘက်ကိုပြေးပြီးလိုက်ကြရအောင်ပြောဆူဆူလိုက်မိပြူစောကနတ်လက်ကြည့်လိုက်ရာစောကနတ်မှာမြေပြင်တွေမရှိတော့15ပြင်များမြင်ရာတင်ဝါရုံပေါ်ကိုရောက်နေပြီအာကကနတ်ပါပြီအသက်ညံဆောက်ဆိုမဟုတ်ပါလားဆရာတို့အကောင်လိုင်းလို့လားဒဏ်ရာရတော့တဲ့အကောင်ဆိုကျွန်တော်မလိုက်ရဲဘူးဒီကပဲစောင့်နေတော့မယ်ကျွန်တော်ကသူစကားကိုသဘောတူမတူသိလို့၍ကြော်လွင်ရလမ်းကြည့်ရသူမလိုက်ရင်ထားခဲ့စရာနောက်မှလာခေါ်မယ်ကျွန်တော်လိုက်ကြရအောင်အကောင်ဝေးသွားလိမ့်မယ်ဒဏ်ရာဖြင့်နှောကြီးမှာရေရှိရာမြောင်တစ်ခုတွင်ဆင်းသွားလိမ့်ပြီစလုံးနဲ့ကြော်လွင်ကသွေးချောင်းတိုင်းလိုက်ခဲ့ရာမြောင်ကြီးရေဆက်နှောကြီးကျသွားနေရာတွင်သွေးကွက်မှာတပေပက်လည်များရှိတဲ့ထို့ပြင်သူဆက်ထွက်သွားရနေရာလက်ဝဲဘက်ချမ်းမှာခြုံငယ်တကိုင်းငယ်များတွင်သွေးများတုပ်လင်းသွားတဲ့ကဲ့သို့ရှိကမြောင်ကိုဖျက်ကူးသွားတယ်ခြေရနေထားကိုကြည်ရန်ဖြင့်မြောင်တွင်းမှရေကိုမတော့ရေတောက်လျင်မူကြာပြေးနိုင်မို့မြောင်ကိုကူးပြီးနောက်နှောကြီးမှာတောချောက်တောင်ကုန်းမြင့်များကိုစား၍တက်တယ်ထိုတောင်ကုန်းများတွင်ကျုံးဝင်များစီပေါက်နေသည်တမကဒေါ်မီလောင်ကျွမ်းလျက်ရှိတဲ့နှောကြီးမှာတောမီကိုကွင်း၍မီးလောင်ပြီးစားခပန်းမှာဖြတ်တယ်မီးမှာအချို့ကျုံးဝင်များကိုမီးဆွဲနေတယ်နေရှိန်မှာနေ့လယ်7 နာရီခန့်ပိုပြင်းလာတယ်ထို့ထဲတောမီပါလောင်နေပြီဟာအပူဒီဂရီမြန်မာတကယ်သို့မိခိုးများကလည်းတောင်တွေနဲ့တူဝဲပါနေတယ်အရေးလည်းမရှိရွက်ကြွေတော့ကြောင့်ဖြစ်တဲ့ပြေကျွန်တော်တို့မှာချွေးထွက်လွန်ကနေတယ်နဘူးဆန်စားမှာချွေးများကဆောင်းလာတဲ့တောဆောင်အုတ်ထုပ်အောင်မှာစီကြကမျိုးလုံးတွေကိုဝင်၍မျက်စိများပင်ပြဝေခဲ့ရတယ်ကျော်လွင်မှာတောင်ကပန်းတိုင်းတစ်ပြေးပြေးတက်လိုက်နေတယ်မီးလောင်ပြီးစားမြက်ပြများပေါ်တွင်နင်းသွားသောနှောကြီးချေရကအကျဲ၄လက်မှအရှိ6လက်မှခန့်ထင်းထင်းကြီးပေါ်လျက်ရှိပေတယ်မိုးစိုးချေရကန်ရန်ကောင်းတဲ့အနေထားတနေရာတွင်တောင်နှလုံးမှာပြတ်နေပြီးတစ်ဖက်နဲ့တစ်ဖက်ငါးပေများခြား၍နေတယ်ထိုနေရာကိုနှောကြီးကခုံကူးသွားရာတစ်ဖက်တောင်ရောက်တွင်ဒဏ်ရာမှသွေးကဟောနေကြတာသည်ဖြင့်သွေးကွက်ကိုတွေ့ရတယ်ထိုတောင်မှာမျက်များမီးလောင်ထားပြီးတော့လေကျုံးမင်များမှာဟိုတပင်ဒီတပင်ပင်ကြီးကိုမီးဆွဲ၍ပြက်ကျိုးလူမတက်ရှိနေတယ်မီးမှာတောက်လောင်စေ၄ချိန်ပေါင်း800များရှိမည်နှောကြီးမှာတောင်ကပန်းတိုင်းသွားကြောင်းခြေရကပြနေပြီကျွန်တော်တို့လည်းခြေရတိုင်းလိုက်ရတယ်တစ်ဖက်ကြောင်မှာပေ40များနှက်လေတယ်ကျော်လွင်မှာရှေ့မှာခြေရကိုကြည့်တဲ့ကဲ့သို့အရှိဝဲရကိုလည်းကြည့်တယ်တနေရာတွင်သူကရှေ့ကြောက်တွင်မှာဝါရောကိုလက်ညှိုးထိုးပြပြီဒီကောင်အေးတဲ့ဝါရောကိုစင်းခုန်နိုင်နေစရာသတိထားကျွန်တော်တို့စင်းမှာဝါရောတွေကစောက်ပြီးတော့ရမ်းမှုနိုင်တယ်ကျော်လွင်ဤသတိပေးချက်နဲ့တူကျွန်တော်ကအချိန်ကြာစွာရင်ဝါတွင်ဖြည့်၍ခိုင်ထားသောတနက်အားခေါင်းမောကိုစမ်းထုတ်ညောင်းပြလိုက်ကအေးသတိနဲ့တော့ရှေ့သို့15ခိုင်များသာတွားရသေးတယ်ဝါရောသို့ဆင်းပြီးလို့အတွေ့အကြုံရင်းလာသောကျော်လွင်ကစား၍တစုံတစ်ခုကိုသတိထားမိလိုက်ကအန်ရီကိုသတိပေးလိုက်တယ်ဆရာကြီးနောက်ကိုအမြန်ဆုပ်သူဤသတိပေးတယ်မဆုံးမိမှာပင်ကျွန်တော်ကနောက်ကိုပြန်လဲလိုက်တယ်ဘာကြောင့်ကျွန်တော်မေးချင်မရကျွန်တော်တို့သွားနေသည့်တောင်ကပန်းမှာတပေကန်းသာကျဲပြီးကြောက်တုံးကမူကြောက်ခဲကလေးများရှိတဲ့အကယ်၍ခြေချောပါကပေ40ခန်းကြောက်ထဲကိုကြာ၍သွားပြီချင်းမချောစီရန်နောက်ကိုသတိထားလှည့်လိုက်ပြီးခြေလန်းကိုစတင်လှမ်းလိုက်တယ်တလန်း2လန်း3လန်းကျွန်တော်တီးလိုက်ပါပြီကျွဖြောဟုံတိုင်းဖြောင်းဘုံ4-5-8လမ်းရောက်တွင်ထိုးတံများကိုကြားရလျာကျွန်တော်နောက်ကိုပင်လှည့်မကြည့်ရရှေ့သို့သာအရာလူပြေရတယ်ဖုံးဆိုတဲ့အတန်ဆုံးနေမတော့လေဟက်လိုက်သည့်အချိန်ဖြင့်ခြေချော်သွားလျာဟာကြပြီအနန္တောနန္ဒ5ပါးဂုံကျေးဇူးဆိုရပါမည်ကျွန်ုပ်ကံကောင်းခဲ့ပါသည်တစ်မျိုးသာမက2မျိုးကံကောင်းခဲ့ခြင်းဖြစ်တယ်ပထမတစ်မျိုးမှာကျွန်ုပ်ခြေချော်၍ကြောက်တွင်းကိုဖင်ထိုင်လေးရဲ့ရှော့ကြရှစ်ပေကန်ရောက်တွင်ကြောက်ဆောင်တစ်ခုကတောင်နေရန်တွင်တပေဝဲများပေါ်နေရာထိုနေရာကိုကျွန်ုပ်ခြေထောက်ကထောက်မိသဖြင့်အောက်ကိုဆက်မကြတော့သို့သော point 385မကနန်ရိုင်ဖယ်မှာလေးလံပေရာတနက်အားမနေ့ထင်း၍ဖထားလိုက်သဖြင့်တနက်လည်းလွတ်မကြကြောက်ဆောင်သာမရှိပါကမတွေးဝင်စရာဒုတိယခံကောင်းခြင်းမှာကျွန်ုပ်တို့မူလားလျှောက်နေရာတောင်ကပန်းနဘေးမှာကျိုးမင်ကပင်ကြီးမီးလောင်ထားရမှာလဲကျခဲ့ခြင်းဖြစ်ပါတယ်ထိုကျိုးမင်မှာပေ40များမြင့်မြရာကျွန်တော်တို့ဘက်ကိုတက်တဲ့လဲကျကျွန်တော်တို့ကလည်းပင်ကြီးနဲ့ပေ30ခန်းกว่าရောက်လဲကျသည်ကိုကျော်လွင်ကဥစွာမြင်ပြီးနောက်ကိုပြန်ဆုတ်ခိုင်းအပင်ဤဂိုင်းကြောင်များကအခြားပင်များနဲ့ချိန်ကြီးနေ၍မြေကိုဖြည်းဖြည်းသာသာကျသည်ဖြင့်ကျွန်တော်တို့ကျော်လွင်ပြန်ဆုတ်ချိန်ရခြင်းဖြစ်ပါတယ်
ထိုတရင်ကားကလေးတွင်အနန္တနာ၅ပါး၏ဂုံကျေးဇူးကြောင့်သာအသက်ဘေးမှလွတ်ခဲ့ရခြင်းဖြစ်တယ်ထို့သောလူသည်မှာပင်ကိုင်းများနှင့်ကျွန်ုပ်ချေချော်သည့်နေရာမှာငါးပေကန်သာကွာတဲ့သို့ကြော်လွင်မှာလည်းလူတီစုုံကလေးသာရှိလေတယ်နိုမိုဘာကချင်းရိုက်သည့်ရိုက်ပြားနှင့်ချင်းအားဖိရိုက်ခံရတဲ့သို့အယိုးသားပင်ကြည်သွားလောက်ပေတယ်။အော်မိုးဆိုးဘွားအန်နီများလာပါတကားထို့ကြောင့်ရှေ့လူကြီးသူမများစကားတွင်သူသက်သက်ချင်းလျင်ကိုယ်သက်တော်ပေးဟု၍ဆုံးမထားရခဲ့ကြခြင်းဖြစ်ပေမည်ကျွန်ုပ်တို့ဖို့မူအသက်ထဝက်မို့အပြည့်ရလူနေပါဖြစ်ခဲ့ရပါပြီကောစာတွင်ထိုနှောကြီးကိုဆက်လိုက်ခဲ့သည်တော့လည်းမရခဲ့ပါညနေ၄နာရီခန့်တွင်စောကနန်အားတွားခေါ်ရာဆရာကြီးမလုံးနဲ့ဒီကောင်မျိုးကအခက်ကြမ်းတယ်ကျွန်တော်တစ်ခုတ်ရင်တိုးမိပြီးလိုက်ခက်ခံရလို့ခုလိုပဲတစ်ပင်ပေါ်တက်ပြေးရတယ်ဒါတော့မှတနိုင်လောက်အောက်ကစောင့်နေသေးတယ်ဆိုတော့သူ့အတွေ့အကြုံကိုပြောပြပါတော့တယ်ဟုတ်ကဲ့ပြီးပါပြီခင်ဗျာခုလိုနားဆင်အားပေးခဲ့တဲ့အတွက်မိတ်ဆွေအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ